အားလုံးပဲမင်္ဂလာပါ Movement Ambassador မှာပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့ reading ကကိုယ့်ရဲ့အိမ်တောင်ဘက်ကဘယ်လိုလူမျိုးလဲနောက်သူနဲ့ဘယ်လိုဆုံတွေ့ရမလဲပေါ့နော်အဲ့ဒါလေးကို reading လေးဖတ်ပေးတာဖြစ်ပါတယ်Mary ဒီကြားထဲမှာပေါ့နော်ကျမကြီးကိစ္စလေးပေါ်လာတော့လာတော့ကြအောင်နားပြစ်သွားရပေါ့နော်နောက် energy အရန်ကြာနေရလဲပါတယ်ဒါပေမဲ့အချိန်ဒီတော့ကြာလာတော့မှာပေါ့နော်Mary ကိုအားပေးနေကြတဲ့ဒီ follower တွေရှိရင်ပေါ့နော် follower တွေကို Mary ကျေးဇူးအများကြီးတင်ရှိပါတယ်။နောက် reading တွေကိုလည်းနောက်ပိုင်းပုံမှန်တင်ပေးသွားမှာမို့လို့ပေါ့နော် Mary ရဲ့ဒီ YouTube channel Movement Ambassador လေးကို subscribe လုပ်တာပေးဖို့တောင်းဆိုပါရရှင်။ KR ဆိုရှင် Mary ကိုကတ်လေးတကတ်ရွေးလိုက်ရအောင်နော်။မှာဆိုရင် Oracle ကတ်လေး3ကတ်ရှိရပါတော့။ပထမဆုံးဝင်ဒီကတ်ကကြတော့ပိုင်း1အလဲက head to head conversations ကပိုင်း2နောက်ဆုံးဒီ engagement oracle ကလေးကကြတော့ပိုင်း3ပေါ့နော်ဒါလေးကတော့ဒီပိုင်း1ရွေးလာတဲ့သူတွေပေါ့နော်ဒီ the wedding card ရွေးလာတဲ့သူတွေအတွက်ကြည့်ပေးပါမှာဖြစ်ပါတယ်wedding ကတ်ရွေးလာတဲ့သူလေးတွေကလေကိုယ့်ရဲ့အိမ်တောင်ဘက်ကိုယ့်ရဲ့ဖူးစာရှင်အစ်စ်မှန်ပေါ့နော်သူတို့နဲ့ဘယ်နေရာမှာတွေ့ရမလဲဆိုရင်ခရီးသွားရင်လည်းတွေ့နိုင်တယ်ခရီးသွားရင်လည်းအဝေးတနေရာမှာပေါ့နော်အဲ့လိုမျိုးမထင်မှတ်ပဲနဲ့ဆုံတွေ့ရမျိုးဖြစ်နိုင်တယ်အပျော်ခရီးပဲဖြစ်ဖြစ်ဒါမှမဟုတ်အလုပ်ခရီးသွားရင်လည်းပဲဖြစ်ဖြစ်ပေါ့နော်အဲ့လိုမျိုးမထင်မှတ်ပဲဆုံတွေ့နိုင်တာမျိုးတွေ့ရတယ်နောက်ပြီးတော့စီးပွားရေးပွဲတွေလူမှုရေးပွဲတွေပွဲတက်ရင်လည်းပေါ့နော်အဲ့ဒီအတိုင်းဝိုင်းကနေမှတဆင့်တယောက်တိသွားပါတော့အဲ့လိုမျိုးမြင်ရတယ်တချို့တွေကြောက်လဲအလုပ်အသစ်ပြောင်းတဲ့အခါနေရအသစ်တစ်ခုကိုရွှေ့ပြောင်းတဲ့အခါမျိုးမှာဆုံတွေ့ရမျိုးဖြစ်နိုင်တယ်ပေါ့နော်ဒီတစ်ဖက်လူကလေသူ့ရဲ့နယ်ပယ်တစ်ခုမှာသူကျင်လေတဲ့နေရာတစ်ခုမှာလူသိများတယ်ထင်ရှားတယ်ကြော်ကြားတယ်နောက်လွှမ်းမိုးနိုင်တယ်ပေါ့နော် maybe ဒါမှမဟုတ်လို့ရှိရင်လည်းအလုပ်တစ်ခုမှဆိုလို့ရှိရင်ကိုယ့်ရဲ့စီနီယာအကြီးအကဲမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်ဆက်ရပါဘောနော်အဲ့ဒါမျိုးမြင်ရတယ်သူကလေမိသားစုဘဝအရန်တတ်မှုထားတဲ့သူမျိုးပေါ့နော်ပြေဆုံးတဲ့မိသားစုဘဝပေါ့နော်အိမ်အောင်ရေးဘဝတစ်ခုကိုမျိုးတိဆောက်ခြင်းနဲ့အဲ့ဒီပုံစံမျိုးတွေ့ရတယ်သူနဲ့ကိုယ်နဲ့ကလည်းလေပြောရမယ်ဆိုလို့ရှိရင်ဒါအရန် live ဖတ်တယ်ပေါ့နော် aura ချင်းဆိုလို့ရှိရင်ဒီမှာ Mary ကြားတဲ့ကက်ရဆိုရင်ပြပေးမယ်နော်သူ့ရဲ့ကကြတော့ဒီမှာဒါရုပ်ကြလေးဆိုလို့ရှိရင်ဒါ King of Wands ပေါ့နော်ဒါကကြတော့ဒီပိုင်း1ရွေးလာတဲ့သူလေးတွေရဲ့ energy ပေါ့နော် Queen of Wands King နဲ့ Queen နဲ့ energy မျိုးတွေ့ရတယ်ဒါကြောင့်ဒီနှစ်ယောက်ပေါင်းဖတ်မှဆိုလို့ရှိရင်တကယ်ကိုpowerful ကပဲ energy မျိုးပေါ့နော်အဲ့လိုမျိုးမြင်ရတယ်တယောက်လည်းဖြည့်ဆည်းပေးနိုင်တယ်နောက်တယောက်ရဲ့လိုအပ်ချက်ကိုတယောက်ကခုန Mary ပြောသလိုပေါ့နော်အဲ့လိုလိုက်ဖက်ညီနေတဲ့နှစ်ယောက်ပါလေအဲ့လိုမျိုးလူတွေကြားထဲမှာဆိုရင်တကယ်ကိုဒါ powerful ကပဲဖြစ်မဲ့ energy မျိုးကိုမြင်ရတာပေါ့နော်အဲ့ဒါကြောင့်အိမ်အောင်ပြုတ်ပြီးဆိုလို့ရှိရင်လည်းအိမ်အောင်ကြီးကချုံမွေ့မယ်ငွေကြေးရဆိုရင်လည်းဒါတိတ်မပူရဘူးပေါ့နော်ပြီးတော့ခရီးခဏတွားပြစ်မယ်နောက်အလုပ်တွေအတူတူလုပ်ပြစ်မယ်အဲ့ဒါမျိုးကိုတွေ့ရတယ်တယောက်လည်းအများကြီးထောက်ပံ့ပေးနိုင်တယ်ပေါ့နော်နောက်တစ်ခုရှိတာကလေဒီသူနဲ့ကိုယ်နဲ့ကြားထဲမှာပေါ့နော်အိမ်အောင်ဘက်ဆိုလို့ရှိရင်သူရဲ့ဒီ sun sign moon sign နောက် rising sign Venus sign တွေမှာလေ water sign ဖြစ်တဲ့ဒီ Pisces Scorpio Cancer ရာသီကွင်းတွေနောက်ပြီးလို့ရှိရင် Aries နောက် Leo Sagittarius ပေါ့နော်အဲ့ဒီ energy မျိုးပါနိုင်တယ်ဒီမှာ water sign နဲ့ fire sign energy မျိုးအရင်strong ဖြစ်တယ်ပေါ့နော်အဲ့ဒါကိုတွေ့ရတယ်။နောက်သူနဲ့ကိုယ်နဲ့ကြားထဲမှာလေဒီမှာကြည့်ရတော့ဆိုကံကြမ္မာကဒါဆုံတွေ့ပြီးတဲ့အရာမျိုးပေါ့နော်တွေ့ရမှာကွာဒါရှောင်လွဲလို့မရဘူးအဲ့ဒါမျိုးလည်းမြင်ရတယ်။နောက်တွေ့ပြီးမကြလောက်ပေါ့နော်တွေ့သူနဲ့ကိုယ်နဲ့ဆုံတွေ့ပြီးရတယ်ဒါမင်္ဂလာစကားကန့်လန်းလာဖို့များရပေါ့နော်တွေ့ရတယ်သူနဲ့ငါနဲ့အဆင်ပြေတာပဲဒါတိတ်ပြီးအချိန်ဆွဲမဲ့ energy မျိုးမတွေ့ရဘူးကွာချက်ချင်းတွေ့ပြီးသဘောကျပြီးမင်္ဂလာစကားကမ်းလှမ်းပြီးတော့ပေါ့နော်ယူပြင်းမဲ့ energy မျိုးပေါ့နော်ယူပြင်းမဲ့ပုံစံမျိုးကိုခံစားမိရပေါ့နော်နှစ်ယောက်ကြားမှာလည်းတိတ်ပြီးတော့အနှောက်အယှက်အတားအဆီးမျိုးရှိတာမျိုးလည်းမမြင်ရဘူးနောက်တကယ်နှစ်ယောက်ပေါင်းဖက်ပြတဲ့အခါဆိုလို့ရှိရင်လည်းဒါပြည့်စုံတဲ့အိမ်တော်ကြီးတစ်ခုပေါ့နော်တည်ဆောက်နိုင်မယ်နောက်တယောက်နဲ့တယောက်
မျိုးခရီးအတူတူခဏခဏသွားပြတာမျိုးအလောက်ကိုင်းအတူတူလုပ်ပြတာမျိုးပေါ့နော်အဲ့ဒါမျိုးမြင်ရတယ်ဒါလေးကတော့ဒါပိုင်းဝမ်းရွှေရတဲ့သူတွေတော့ပါအဲ့ဆိုရင် Mary တို့ပိုင်းတူဆက်သွားရအောင်နော်ဒါလေးကကြတော့ဒီခေါက် reading ကကြတော့ဒါပိုင်းတူရွှေလာတဲ့သူတွေပေါ့နော် head to head conversations ဒီ oracle card ကိုရွှေလာတဲ့သူများတော့ပါပိုင်းတူသမားတွေကိုကြည့်ရတော့ပေါ့နော်ဒီမှာထူးခြားတော်များများကပိုင်းတူသမားပဲဖြစ်ဖြစ်ဒါမှမဟုတ်ကိုယ့်ရဲ့ဖူးစာရှင်ပေါ့နော်ကိုယ်စီရောက်လာမယ်သူပဲဖြစ်ဖြစ်လေနှစ်ဖက်မှာပေါ့နော်တစ်ဖက်ကလေအချင်းနဲ့ပတ်သက်လို့ရှိရင်ဒီစိတ်တန့်ရရင်အများကြီးရခဲ့တာမျိုးဟိုအချင်းနဲ့ပတ်သက်ပြီးတော့စိတ်ကုံစိတ်ပြတ်နေတာမျိုးပေါ့နော်မြင်ရတယ်ကိုကတော့ဒီအတိတ်မှာပေါ့နော်တက်နိုင်တဲ့လောက်ဟိုတက်နိုင်တယ်လားပေါ့နော်ကိုကတစ်ဖက်သူ့ပေါ်မှာကောင်းမိခဲ့တယ်ဒါပေမဲ့ကိုတွေ့ခဲ့ရတဲ့သူတွေကကိုကို manipulation လုပ်ရတဲ့သူတွေတကယ် red flag တွေနောက်ပြီးရင်အခွင့်အရေးသမားတွေပေါ့နော်ကိုကိုအတုံးချမဲ့သူတွေအဲ့လိုမျိုးတွေ့ရပြီးတော့အချစ်ကိုပြောရရင်တော်တော်လေးကိုစိတ်ပြတ်နေတဲ့ energy မျိုးကိုတွေ့ရတော်ပြီးပေါ့နော်ဒီဘွားတော့ငါဘာငါအမျိုးတယောက်တည်းပဲနေတိုင်းတော့မှာပေါ့နော်တယောက်တည်းနေတာကမှဒါအပူပင်ကင်းတယ်ကိုအေးဆေးနေလို့ရရပေါ့နော်အချင်းနဲ့ပတ်သက်လို့ရှိရင်ပြောရမယ်ဆိုလို့ရှိရင်ဟိုစိတ်ကုန်နေပြီကွာကိုပဲအေးဆေးပဲနေတော့မယ်ဆိုပြီးတော့ကိုစီလာတဲ့အရာတွေကိုလည်းပြောရင်စိတ်မဝင်စားတော့ပေါ့နော်ကိုကဒီမှာတယောက်တည်းအေးဆေးနေကျင်တဲ့ပုံစံမျိုးမြင်ရတယ်ပေါ့နော်အဲ့ဒီချိန်မျိုးမှာမှကိုရဲ့ဖူးစာရှင်ကကိုစီကိုရောက်လာဖို့ရှိတယ်ပေါ့နော်သူနဲ့ဘယ်လိုမျိုးဆုံတွေ့ရမလဲဆိုလို့ရှိရင်ဒီပရာဟိတကိစ္စတွေလုပ်ရင်လည်းဖြစ်ဖြစ်ပေါ့နော်ပရာဟိတကိစ္စတွေဒါမှမဟုတ်အလှူဒန်းကိစ္စတွေပေါ့နော်ဥမာတနေ့ရရမှာကိုအလှူဒန်းလုပ်ရနေရမှာတွေ့တာမျိုးမြင်ရတယ်နောက်ပြီးလို့ရှိရင်ဟိုတယောက်နဲ့တယောက်ပေါ့နော်အပြန်လန်ကုညီရင်လည်းအပြန်လန်ဖေးမရင်လည်းပေါ့နော်အမျိုးအဲ့လိုမျိုးနဲ့ရင်းနှီးသွားတာခင်မင်သွားတာမျိုးပေါ့နော်နောက်ဟိုတယောက်ပေးကန်ရင်လည်းတယောက်အမျိုးဖြည့်စီပေးရင်လည်းဒါ relationship တစ်ခုဖြစ်လာမယ်လို့မြင်ရတာပေါ့နော်နောက်တစ်ခုကကြတော့ဘယ်လိုမျိုးမြင်ရလဲဆိုတော့မွေးနေ့ပွဲပေါ့နော်တကယ်ချင်းမွေးနေ့ပွဲတွားရင်လည်းစုံတွေ့တာမျိုးဒါမှမဟုတ်စုပေးပွဲတွေနောက်တရားရောက်ရဲ့ဒီ achievement ရလို့ပေါ့နော်အမျိုးပျော်ဝဲရွှင်ဝဲလောက်ရမျိုးပဲဖြစ်ဖြစ်ဒီ achievement ရလို့ဟိုကျင်းပတဲ့ပွဲမျိုးပေါ့နော်အဲ့လိုပွဲမျိုးမှာသူနဲ့ကိုနဲ့ကစုံတွေ့ရဖို့ရှိတယ်ဒီပိုင်းသူသမားတွေရွေးချယ်လာတဲ့သူတစ်ဖက်သူနဲ့အိမ်တော်ကြီးရလေပြောရမှဆိုလို့ရှိရင်တစ်ဖက်သူကကိုယ့်ပေါ်မှာအများကြီးကိုဒါဟင်းလုပ်ပေးနိုင်တယ်ပေါ့နော်ကိုယ့်ရဲ့အတိတ်မှာကြံခဲ့တဲ့စိတ်ဒဏ်ရာတွေနောက်ပြီးရင်ဟို trauma တွေပေါ့နော်အဲ့ဒီအရာတွေကိုတစ်ဖက်သူကအများကြီးနားလည်ပေးနိုင်တယ်ပေါ့နော်နောက်ဒီမှာ oracle card အရာဆိုရင်လည်း head to head conversations ကိုရွှေ့ထားတဲ့အတွက်လေတယောက်စကားတွေအများကြီးပြောပြမယ်ကိုရဲ့ဒီရင်ထဲကစကားတွေပေါ့နော်ကိုစိတ်ထဲမှာအကြာကြီးတိန်းနာခဲ့တဲ့ဒဏ်ရာတွေနာကျင်မှုတွေအများကြီးပြောတဲ့ချိန်မှာတစ်ဖက်သူကလေကိုရဲ့ခံစားချက်တွေကိုနားလည်ပေးနိုင်တယ်ပြီးတော့ကိုလည်းအများကြီး healing လုပ်ပေးနိုင်တယ်ပေါ့နော်အဲ့လိုမျိုးဟိုအချင်းနဲ့ပတ်သက်လို့ရှိရင်ဒါအကောင်းမြင်စိတ်တွေတစ်ဖန်မွေးဖွားလာအောင်ကိုရှင်ထဲမှာပေါ့နော်တဖန်ပြန်ဖြစ်တည်လာအောင်လုပ်ပေးနိုင်မယ့် energy မျိုးပေါ့နော်ဒီ relationship ကလည်းပြောရမှဆိုရင်အိမ်အောင်ပြုတ်ပြီးသွားရင်အရန်ဟိုတိုက်ရဆိုပြီးမယ်နောက်ဟိုအောင်မြင်မှုရမယ်ပေါ့နော်နှစ်ယောက်ပေါင်းတဲ့အချိန်မျိုးမှာနောက် Mary ကပြောလို့မျိုးပဲတခုအရန်တပေါ်ကြတာကလေအရန် positive ဖြစ်တယ်ပေါ့နော်ဒီကဲ့ရဲ့ energy ကကိုယ့်ပေါ်မှာစိတ်ပိုင်းဆိုင်ရာအရာကိုလေဟိုနှွေးထွေးမှုတွေအများကြီးပေးနိုင်တယ်ဟိုဒီမှာဆိုလို့ရှိရင်ဒီမှာ six of pentacles ကြာရပေါ့နော်ကိုအတိတ်မှာရခဲ့တဲ့လူတွေပေါ်မှာမယုံကြည်စိတ်တွေတန်တရားတွေအားလုံးခြေဖြတ်ပေးပြီးတော့လေဟိုကိုဖြူဆိုင်မှုတွေအများကြီးပေးမယ်ကိုရဲ့စိတ်မလုံခြုံမှုတွေအားလုံးပေါ့နော်သူရဲ့နှွေးထွေးမှုတွေဖြူဆိုင်မှုတွေအဲ့အရာတွေနဲ့ပေါ့နော်ကို secure ဖြစ်အောင်ပေါ့နော်လုံခြုံတဲ့စိတ်မျိုးဖြစ်အောင်သူကဖန်တီးပေးနိုင်မယ်သူမျိုးပေါ့နော်အဲ့လိုမျိုးမြင်ရတယ်အဲကြောင့်အရန်လဲ positive ဖြစ်တယ်နောက်ပြီးတော့ကိုကလေဟိုအခုချိန်မှာအေးစိနေပြီမှာပေါ့နော်ကိုစီကိုဒါကံကြမ္မာဖန်တီးထားပေးရဆိုလို့ရှိရင်ရောက်လာဖို့ရှိရပေါ့နော်ဒါလေးကတော့ပိုင်းသူသမားရဲ့ dual reading လေးဖြစ်ပါတယ်ခေရဆိုလို့ရှိရင် Mary ကိုပိုင်း tree လေးကိုတွားလိုက်ရအောင်နော်ဒါလေးကတော့ဒီ engagement oracle ကလေးကိုရွေးလာတယ်ပိုင်း tree သမားလေးရဲ့ဒါအိမ်အောင်ရေးကန်ပေါ့နော်အိမ်အောင်ရေးကန်
ကိုကြည့်ပါပေးမှာဖြစ်ပါတယ်ပိုင်းထရီတွေကလေတစ်ဖက်သူနဲ့ကိုလူနဲ့ပေါ့နော်ပုံမှန်မဟုတ်တဲ့ဒီတမယူကြမဟုတ်တဲ့ပုံစံမျိုးနဲ့စုံမှန်ပေါ့နော်ဥပမာ online ဘောကနေဖြစ်ဖြစ်ပေါ့နော် online ဘောကနေသူကနေကိုတတိထားမိပြီးတော့လာပြီးစကားပြောရမျိုးဒါမှမဟုတ်ကို online မှာတတိထားမိပြီးလာမိတ်ဆက်တာမျိုးပေါ့နော်အဲ့လိုမျိုးဖြစ်နိုင်တယ်ဒါမှမဟုတ်လို့ရှိရင်လည်းဒီအတိတရရောက်တငယ်ချင်းကနေပြီးတော့မိတ်ဆက်ပြီးတာမျိုးပေါ့နော်အဲ့လိုမျိုးနဲ့စုံနိုင်တာမျိုးတွေ့ရတယ်ပေါ့နော်နောက်ပြီးတော့သူကကိုယ်ရွေးချယ်တဲ့အချိန်မျိုးမှာလေသူ့မှာဒီအလုံးနှစ်ခုပေါ့နော်ဒါမှမဟုတ်လို့ရှိရင်လည်းသူ့ဘဝအတွက်အရေးကြီးတဲ့ဆုံးဖြတ်ချက်နှစ်ခုကြားမှာပေါ့နော်ကိုယ်ရွေးချယ်တာမျိုးဖြစ်နိုင်တယ်နောက်ပြီးလို့ရှိရင်သူ့ရဲ့ဒီသူ့ဘဝပေါ့နော်ဟန်ချက်ညှိအောင်ကြိုးစားနေရတဲ့အချိန်မျိုးမှာကိုယ်နဲ့ဆုံတွေ့နိုင်တယ်ပေါ့နော်ဒီပိုင်းထွေးသမားတွေရဲ့လူပေါ့နော်တစ်ဖက်လူကလေဒီမှာကျမကြည့်ရတော့ဆိုလို့ရှိရင်သူကအရန်စိတ်ကစားတတ်တယ်နောက်ညံလည်းအရန်ကောင်းတယ်ပေါ့နော်ဆွဲဆောင်မှုလည်းရှိတယ်သူလိုချင်တဲ့ရအောင်လေရအောင်ယူတတ်တဲ့သူမျိုးပေါ့နော်နည်းနည်းလေးဟိုညံနဲ့အရန်များရပေါ့နော်မကြည့်ရတော့ဆိုညံနဲ့အရန်များပြီးတော့လေဘလို့အသားစီးပဲရှိနေပါစေနော်သူ့လိုချင်တယ်ဆိုလို့ရှိရင်လေဖြစ်အောင်ယူရအောင်ယူတတ်တယ်အဲ့လိုမျိုးဆိုတော့နည်းနည်းတော့သူ့ကိုစိတ်ပူရမယ့်ပုံစံမျိုးရှိရပေါ့နော်စိတ်အပြောင်းလဲလဲမြန့်တယ်အသက်ကြများရပေါ့နော်အများဒီ air sign တွေပေါ့နော် air sign Aquarius Libra Gemini ရဲ့နောက်ပြီးလို့ရှိရင်ဒါ S sign ပေါ့နော် S sign ဆိုတာကလေသူကဘယ်လိုမျိုးလဲဆိုဒီ Taurus Capricorn Virgo ပေါ့နော်အဲ့ဒါတွေကသူ့ရဲ့ moon sign တို့ rising တို့အဲ့ဒီနေရာတွေမှာပါနိုင်တယ်ပေါ့နော်။ဘာကြောင့်လဲဆိုတော့သူကရီမှန်းချက်လည်းအရန်ကြီးတယ်။မိသားစုဘဝကိုလည်းတကယ်ဟိုလူအများအားကြရအောင်လေဟိုခိုင်မမာကိုလေအမျိုးချင်းသားသားနေရမယ်ဘဝမျိုးရအောင်တည်ဆောင်မဲ့သူမျိုးပေါ့နော်။ရီမှန်းချက်အရန်ကြီးတယ်။နောက်မိသားစုရဲ့တန်ဖိုးကိုလည်းသူသိတယ်။သူလေဘလောက်ပဲစိတ်ကစားနေပါစေဘလောက်ပဲစိတ်လှုပ်ရှားမှုကိုကြိုက်တဲ့သူမျိုးပဲဖြစ်နေပါစေပေါ့နော်။သူရဲ့မိသားစုကိုတော့သူကအပြက်စီခံမှာမဟုတ်ဘူး။သူရဲ့အတိုင်းဝိုင်းသူရဲ့စီးပွားရေးမိသားစုကိုပေါ့နော်ပြပြစစုံထားပေးမဲ့သူမျိုးပေါ့နော်အဲ့လိုမျိုးတွေ့ရတယ်။ပိုင်းထရီလေးရတယ်လေကိုလူကအပြင်မှာဘလောက်ပဲစိတ်လှုပ်ရှားမှုတွေကိုရှာနေပါစေပေါ့နော်ကိုကသူ့ပေါ်မှာတန်ရောစင်ကြည့်ပြီးတော့လေအမျိုးအရန်တွေ့တာမိနေတာမျိုးတွေ့ရပါတော့သူကိုကိုပေးတယ်ဒါဘဝလုံးကြုံမှုတွေတည်ငြိမ်မှုတွေကိုလည်းပေါ့နော်ကိုဘက်ကနေပြီးတော့လက်မစွန့်နိုင်ဘူးအဲ့ဒါမျိုးတွေ့ရတယ်သူ့မှာလေကောင်းရလေတစ်ချက်ကဘယ်လိုမျိုးလဲဆိုသူကမိသားစုဘဝကိုမိသားစုတန်မှုကိုအရန်သိတယ်ပေါ့နော်နောက်ပြီးရင်ရီမှန်းချက်လည်းအရန်ကြီးတယ်ဟိုတကယ်ကိုလေမိသားစုတခြားတမန်ဘဝတွေထက်ကိုပေါ့နော်အများကြီးပြည့်စုံတဲ့ဘဝအများကြီးချမ်းသာတဲ့ဘဝမျိုးကိုလေပေးခြင်းတဲ့ဆန္ဒမျိုးရှိတယ်ပေါ့နော်ဟိုတကယ်ဒီလိုပြည့်စုံတဲ့ဘဝကိုရအောင်လည်းသူကစူးစမ်းနိုင်တဲ့သူမျိုးဖြစ်တယ်ပေါ့နော်အဲကြောင့်ကိုယ့်အနေနဲ့ငွေကြေးရဆိုရင်လုံးဝမပူရဘူးနောက်ပြီးအိမ်တော်ကြီးရရခိုင်မြဲမယ်သူဘလောက်ပဲဟိုအဖြစ်မှာပေါ့နော်ဘလို့ပဲစိတ်ကစားနေပါစေအိမ်တော်ကြီးကိုလေသူကလုံးဝအထိပါခံမဲ့သူမျိုးမဟုတ်တဲ့အတွက်ပေါ့နော်အိမ်တော်ကြီးနဲ့ပတ်သက်လို့ရှိရင်လုံးဝဟိုကိုယ့်အနေနဲ့စိတ်အေးရတယ်ပေါ့နော်ဒါပေမဲ့တစ်ခုတော့ရှိရကိုယ့်လူကစိတ်ကမျိုးအရန်စိတ်ကစားတဲ့သူမျိုးဆိုတော့လေအချင်းနဲ့ပတ်သက်လို့ရှိရင်အရန်မျှော်လင့်လို့တော့မရဘူးပေါ့နော်အဲ့ဒါလေးတစ်ခုတော့ရှိရဒါပေမဲ့သူကတောင်းဝန်ယူမှုတောင်းဝန်ခံမှုတော့ကောင်းတယ်ပေါ့နော်မယ်ရီအဲ့လိုမျိုးမြင်ရတယ်တောင်းဝန်ယူမှုရှိတယ်ကိုယ့်ပေါ်မှာနောက်ညင်နဲ့အရန်များလေအမျိုးလိုချင်တဲ့အရာဆိုလို့ရှင်ဖြစ်အောင်ယူရအောင်ယူရအဲ့လိုမျိုးဆိုတော့နည်းနည်းတော့ကိုယ်အနေနဲ့ခေါင်းကိုက်ရမယ်ကိစ္စမျိုးလေးတွေတော့ရှိရပေါ့နော်သူနဲ့ပတ်သက်လို့ရှိရင်ဒါပေမဲ့ကိုယ့်ဘက်ကဒီຢာတွေလေးလူရှုပြီးတော့ပဲကိုနေနိုင်မလားပေါ့နော်ဒီပိုင်းထရီကတ်လေးတွေကတော့အိမ်တော်ကြီးရဆိုရင်ကန်ကောင်းတယ်ဒါပေမဲ့အရှိရဆိုလို့ရှိရင်နည်းနည်းလေးခေါင်းကိုက်ရမယ်အနေထားမျိုးမှာရှိရပေါ့နော်ဒါလေးကတော့ပိုင်းထရီတွေတော့ reading ဖြစ်ပါတယ် Mary ရဲ့ဒီ YouTube channel ပေါ့နော် Moment Ambassador တော့မှာအမြဲတမ်းအားပေးကြတဲ့ follower ပေါ့နော်တူတယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ရှိပါတယ်နောက် Mary ရဲ့ reading တွေကိုပေါ့နော်အမြဲတမ်းနားထောင်ကြနေဆိုလို့ရှိရင် YouTube channel လေးကိုလည်း like and subscribe တွေလုပ်ပေးဖို့အားလုံးကိုပဲမေတ္တာရက်ခံပါတယ်အားလုံးကျေးဇူးတင်ပါတယ်ရှင်